Everton ကိုရှုံးနေချိန်မှာဒီ United ကစားမရဲ့လုံနေပုံကတော်တော်စိတ်ပြတ်ဖို့ကောင်းနေ Manchester United ပရိသတ်တွေဟာ Everton နဲ့ Premier League ပွဲစဉ်တွင်လှုပ်ဆောင်ခဲ့တဲ့ကိစ္စအတွက် United ကစားမတို့ကိုဝေဖန်ပြစ်တင်ခဲ့ပါသည်ဒီကနေ့မနက်စောပိုင်းတုန်းက United တို့က9ပွဲစတိုက်ရှုံးပွဲမရှိစံချိန်ကိုဆက်လက်ထိန်းသိမ်းဖို့မျှော်မှန်းနေပြီးတော့ Old Trafford မှာ Everton ကိုလက်ခံကစားခဲ့ပါသည်ပွဲကစားချိန်73မိနစ်အတွင်းမှာပဲကွင်းလယ်လူ Arisa TK ကဒိုင်ယာနီကနေထုတ်ပယ်ခံခဲ့ရပြီးနောက် United ရဲ့အလောက်ကပုံမလွယ်ကူသွားခဲ့ပါသည်ဒါပေမဲ့ကစားမတို့ယော်နေနေပေမဲ့ Everton က29မိနစ်မှာ Kinayan Dewsbury Hall ရဲ့အကောင်းဆုံးသင်ကိုကြောင့်ဦးဆောင်နိုင်ခဲ့ပါသည်ဒုတိယပိုင်းမှာနီပြရိုဘယ်အမော်ရင်ကပွဲကိုပြောင်းလဲနိုင်မှုအတွက်မေဆန်မောင်းဒီကိုဒါလော့ကိုမိုင်နူရိုလိုကစားမတွေကိုထည့်သွင်းခဲ့ပါသည်ဒါပေမဲ့ဒေးဗစ်မိုရဲရဲ့အသင်းကနိုင်ရလက်ကိုဆက်လက်ထိန်းသိမ်းထားနိုင်မှုခံစစ်ကိုခိုင်မာစွာကစားနိုင်ခဲ့ပါသည်ရလက်နေနဲ့ Everton တို့က Premier League ဇယားအဆင့်7မှာရပ်တီကလီဗာပူးထက်ကျော်တက်သွားခဲ့ပါသည်ညတကတော့အဆင့်10မှာပဲရှိနေခဲ့ပါသည်ပွဲစဉ်တွင်မှာ United ပရိသတ်တွေဟာလူချောရဲ့စွမ်းဆောင်ရည်ကိုလုံးဝစိတ်မကျေနပ်ခဲ့ပါဘူးဘောလုံးပရိသတ်တို့ကစေရောက်နဲ့ကစားရတာလွယ်တယ်လို့ကျွန်တော်မပြောပါဘူးဒါပေမဲ့ခင်ဗျားတို့ကရေးပေါ်ချင်းနေလို့ကစားရမှာပါတက်တဲ့များကစားမအများဆုံးကိုရှီရန်နေရာစီကိုပို့ဆောင်ရမှာဖြစ်ပါသည်ဒါပေမဲ့နောက်တန်းကစားမတွေဖြစ်တဲ့ရိုယိုရှောနဲ့ဒီလစ်တို့ကဘောလုံးနားမှာပဲအများစုရှိနေပါသေးတယ်လို့ပြောဆိုခဲ့ပါသည်ချာပရိသတ်တို့ကလည်းရှော့ကနည်းနည်းရှေ့ကိုတက်လာဖို့စတင်နေပါသည်ဒါပေမဲ့ရိုးသားပြောရရင်တော့သူကလမ်းလျှောက်နေတာပါသူကျွန်တော်ကိုမိနစ်20လောက်စိတ်ရှုပ်ထွေးအောင်လုပ်နေပါသည်သူ့ကိုကြည့်လိုက်ပါအောင်လို့ဆက်ပြောခဲ့ပါသည်နေတဲ့ပရိသတ်တအူးကတော့ဒီလိုလုပ်လို့မရဘူးရှော့ဟာအချိန်တိုင်းရှေ့ကိုပြေးနေသေးတယ်ရိုယိုတက်တော့ကျွန်တော်ပို့ပြီးတော့တနာမိပါသည်ဘာကြောင့်လဲဆိုတော့သူကဘောလုံးနဲ့ပတ်သက်ရင်တိတ်မတက်တာဘူးဒါပေမဲ့ရှော့ကတော့အဲ့ဒီမှာကစားနေလို့မသိပါဘူးဒါအချိန်ဖြုံးတာပါပြီရိုးသားပြောရင်တော့သူကစားနေတာကဘယ်သူ့မှကောင်းချိုးမပေးပါဘူးလို့မှတ်ချက်ရေးသားခဲ့ပါသည်ချာပရိသတ်တွေကလည်း Everton ရဲ့ရှီရန်3နဲ့ဖီအားတွေကိုရှော့ချဖို့အတွက် free kick တွေရယူနိုင်တဲ့သူတို့ရဲ့စွမ်းရည်ကိုချီးကျူးခဲ့ပါသည် Everton ရှီရန်3ဟာဘောလုံးကိုထိန်းထားနိုင်ပြီးတော့ free kick တွေရယူနိုင်တဲ့အတွက်ကောင်းမွန်တဲ့အလုပ်ကိုလုပ်ခဲ့ပါသည်ဒါပြင်သူတို့ရဲ့ခံစစ်လုပ်ငန်းတွေကြောင့်လည်းဖြစ်ပါလေလို့ထပ်ပေါင်းပြောကြားလာခဲ့ပါသည်ရှေ့ဆက်ပြီးတော့ United ဟာလာမယ့်ပွဲစဉ်ဖြစ် Selhurst Park မှာ Crystal Palace နဲ့ရင်ဆိုင်မယ့် Premier League ပွဲစဉ်ကိုပြန်လည်ကစားမှာပဲဖြစ်ပါသည်